မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ကြပါစေ။ဆ iam စောတီစံဖြစ်ပါတယ်။ဆ iam ကိုဘေးရင်မေးချင်တာဖြစ်စေ၊ဂျိုးရှိခွင့်ရတာဖြစ်စေ၊ငွေစီးတာပဲဖြစ်စေ၊ကြယ်ရေးဆောင်ရွက်ချင်တယ်ဆိုလို့ရှိရင်တော့ဆ iam ကိုမေးမြန်းစုံစမ်းနိုင်ပါတယ်။ဖုန်းနံပါတ်0979631585ကိုမေးမြန်းစုံစမ်းနိုင်ပါတယ်နော်။ဆ iam ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့တနင်္ဂနွေသားသမီးတွေကဗုဒ္ဓဘုရားနဲ့ရှေ့ရပဲဖြစ်ဖြစ်အနောက်ကပဲဖြစ်ဖြစ်အင်္ဂါနဲ့ရှေ့ရပဲဖြစ်ဖြစ်နောက်ကပဲဖြစ်ဖြစ်စနေနဲ့ရှေ့ရပဲဖြစ်ဖြစ်နောက်ကပဲဖြစ်ဖြစ်ပါနေလို့ရှိရင်ကိုညံ့တယ်လို့ဒါနာမည်မှာပါနေညံ့တယ်လို့ဒါယူဆရပါတယ်เนาะဒါကြောင့်မလို့အဲ့ဒီတနင်္ဂနွေသားသမီးတွေကဗုဒ္ဓဘုရားအင်္ဂါစနေထိတ်ကဖြစ်စေနောက်ဆုံးကဖြစ်စေပါနေလို့ရှိရင်မိမိနာမည်ကညံ့တဲ့အတွက်မိမိဟာစူးစမ်းပြီးတော့ဘာသာသာသနာလည်းလုပ်ရမယ်ရေရာပိုင်းနဲ့လုပ်ရမယ်ကောင်းမှုကုသိုလ်တွေလည်းလုပ်ရမယ်เนาะအကယ်၍အိတနင်္ဂနွေသားသမီးများဤနာမည်ပါနေလို့ရှိရင်ဆ iam စီကိုဆက်သွယ်မေးမြန်းပြီးတော့ဘာသာစစ်တာဖြစ်စေနဝင်းစည်းရေရာဖြစ်စေဘေးရင်မေးတာဖြစ်စေဆောင်ရွက်နိုင်ပါတယ်ဆ iam ကဒီနေ့အကျိုးရှိခွင့်မဲ့ရေရာဆောင်ရွက်မှာဖြစ်ပါတယ်နဝင်းစည်းရေရာကိုလည်းဆောင်ရွက်တဲ့သူအားလုံးကိုဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဒီနေ့ဆောင်ရွက်မဲ့သူအားလုံးကတော့အယောက်20ကျော်ရှိပါတယ်เนาะဒါကလားပြည့်နဲ့တွဲပြီးတော့ကျရှိခွင့်မဲ့ရေရာဆောင်ရွက်ကြရဖြစ်ပါတယ်ဒါတွေကဓာတ်နဲ့ပေါင်းသွားတဲ့အတွက်အင်အားကြီးတစ်ခုဖြစ်သွားတဲ့အတွက်အင်မတန်ကောင်းမွန်သောရေရာဖြစ်တဲ့အတွက်အားလုံးခုနှစ်သားသမီးအားလုံးကိုဆောင်ရွက်စေချင်ပါတယ်ဆ iam ကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်0979631556ကိုဆက်သွယ်ပြီးတော့မေးမြန်းဆောင်ရွက်နိုင်ပါတယ်အားလုံးပထမဆက်အားလုံးအောင်မြင်ကြပါစေအောင်စေပိုင်စေနိုင်စေခိုင်းစေ